မင်္ဂလာပါ Industry Knowledge Sharing for You page မှာကြိုဆိုပါရစေကျွန်တော်ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကတော့ relay အကြောင်းလေးပဲဖြစ်ပါတယ် Industry Knowledge လေးတွေကိုအခြေခံအစပြောပြပေးမှာဖြစ်တဲ့အတွက်ဒီ relay video ကတော့ beginner level တွေအတွက်ရည်ရွယ်ပါတယ်ကျွန်တော်ထပ်ပိုသိနားလည်တဲ့ဆရာပညာရှင်တွေရည်ရွယ်ပြီးပြောတာမဟုတ်တဲ့အတွက်ကြောင့်သိပြီးသားဆိုရင်တော့ကြော်သားလို့ရပါတယ်ခင်ဗျာကျွန်တော်အကြောင်းပြီးခါစားကအလုပ်ဝင်ခါစားမှာrelay ဆိုတာဘာလဲမသိဘယ်လိုအလုပ်လုပ်ရမှန်းလည်းမသိ NCN NO ဆိုတာကလည်းခဏရောဆိုဒီဗီဒီယိုလေးမှာအဲ့အကြောင်းအရာလေးတွေကိုသေချာရှင်းပြပေးသွားပါမယ်relay ဆိုတာ electromagnetic switch တစ်ခုပါ relay မှာအပိုင်းနှစ်ပိုင်းပါပါတယ် coil ရယ် contact ရယ်ဆိုပြီးနှစ်မျိုးရှိပါတယ် relay ရဲ့ coil ကို power ပေးလိုက်တဲ့အခါ relay ထဲမှာတန်လိုက်စွမ်းအင်ဖြစ်ပြီးတော့ကတ်နေတဲ့ contact တွေကခွာမယ်ခွာနေတဲ့ contact တွေကကတ်မယ်အဲ့လိုမျိုးအလုပ်မျိုးလုပ်စေချင်တဲ့အတွက်ကျွန်တော်တို့က relay ကိုအသုံးပြုခြင်းဖြစ်ပါတယ် relay မှာ coil ပိုင်းဘက်ကိုကြည့်မယ်ဆိုရင် AC coil DC coil ဆိုပြီးအစားအစားရှိပါတယ် AC coil ဆိုတာက relay ရဲ့ coil ကို line and neutral ပေးလိုက်တဲ့အခါကျအဲ့ relay အလုပ်လုပ်မယ်အဲ့လိုပဲ DC coil ဆိုတာ DC volt ကျွေးလိုက်မယ်ဆိုရင်အဲ့ relay အလုပ်လုပ်မယ်ပေါ့ခုနကပြောခဲ့တဲ့ coil အကြောင်းနားလည်ပြီဆိုတော့ contact အကြောင်းလေးဆက်ပြောပေးပါမယ် contact ဆိုတာကတော့ normally open contact ရယ် normally close contact ရယ်ဆိုပြီးရှိပါတယ် normally open contact ဆိုတာ coil အလုံးမလုပ်ခင်မှာဖြစ်နေတဲ့ contact အစုံရဲ့အခြေအနေကိုခေါ်တာမျိုးဖြစ်ပါတယ် normally close ဆိုတာလည်းထိုနည်း၎င်းပါပဲ relay အလုံးမလုပ်ခင်မှာရှိနေတဲ့ contact ကိုခေါ်တာဖြစ်ပါတယ်ခုကျွန်တော်ကင်ထားတာတော့ power gen relay M12M model လေးပဲဖြစ်ပါတယ်ခုဒီမှာမြင်နေရတဲ့အတိုင်း relay ပေါ်မှာဒီလိုစာလေးတွေရေးထားရှိပါတယ်ခုနကပြောခဲ့တဲ့ contact coil ဆိုတာကိုအသေးချက်မှတ်ပြီးမှတ်ထားစရာမလိုပါဘူး relay အပေါ်မှာစာလေးတွေရေးထားတာဆိုတဲ့အတွက်ကိုဝယ်တဲ့ relay ပေါ်မှာမူတည်ပြီးဒီ contact ကဘာဖြစ်တယ်ဘယ်ဟာက coil ဖြစ်တယ်ဆိုတာမျိုး relay ပေါ်မှာမှတ်သားကြည့်ရှုလို့ရပါတယ်ဒီ relay ဟာ AC relay ဖြစ်ပြီးတော့73 14ဆိုတဲ့အစုံနှစ်ဆဟာ coil contact ဖြစ်ပြီးတော့73 14ကို line ရဲ့ neutral ကျွေးလိုက်မယ်ဆိုရင်ဒီ relay ကအလုပ်လုပ်ပါမယ်ဒီ relay မှာ contact နှစ်စုံပါပါတယ်ဘယ်ဘက်ကအစုံကတော့159အစုံဖြစ်ပြီးတော့ညာဘက်ကအစုံကတော့4812အစုံဖြစ်ပါတယ်ခုပုံမှာမြင်နေရတဲ့အတိုင်းဘယ်ဘက်ကပုံမှာ9တီ common ဖြစ်ပြီးတော့12တီလည်းညာဘက်ကပုံမှာ12တီ common ဖြစ်ပါတယ်95 contact စုံအခြေအနေကိုကျွန်တော်တို့ဒီ normally open contact လို့ခေါ်ပြီးတော့91 contact အခြေအနေကို normally close contact လို့ခေါ်ပါတယ်ထိုနည်း၎င်းပါမယ်128ကို NO 124ကို NC လို့ခေါ်ပါတယ်ဒီလောက်ဆိုရင် relay လုပ်ပုံကိုနားလည်သဘောပေါက်မှထင်ပါတယ်ဒီပုံမှာပြောခဲ့တဲ့အကြောင်းအရာတွေကိုမူတည်ပြီးတော့ကိုလိုချင်တဲ့ circuit pattern တွေကိုလို့သူတို့အသုံးချပြီး panel ဆင်တာတွေ control လုပ်တာတွေလုပ်ကြပါတယ် industrial field မှာအခြေခံအကျဆုံးဖြစ်တဲ့ relay ဆိုတဲ့ပစ္စည်းလေးတစ်ခုရေးလဲသဘောပေါက်ထားမယ်ဆိုရင်ကိုလုံးမဲ့အလုပ်တွေမှာအကျိုးရှိစေမှာဖြစ်ပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်သိချင်တာရှိရင် comments box မှာမေးမြန်းခဲ့နိုင်ပါတယ်